အမေရိကမှာ F1 visa ကျောင်းတက်တဲ့ visa ရဖို့အတွက်ဘာတွေလုပ်ဖို့လိုအပ်လဲ။အမေရိကအတိအမှတ်ပြု SEVS ကျောင်းမှာကျောင်းလျှောက်ဖို့လိုအပ်ပါတယ်ရှင်။အဲ့တော့အဲ့ကျောင်းတွေကိုဘယ်လိုရှာမလဲဆိုရင်ကျောင်းရဲ့ research လုပ်ရပါတယ်။ကိုနဲ့တင့်တော်တဲ့ကျောင်းကိုနဲ့တင့်တော်တဲ့ major အဲ့ဒီကျောင်းကိုရွေးပြီးတော့ကျောင်းရင်လျှောက်ရပါတယ်ရှင်။ကျောင်းလျှောက်တဲ့နေရာမှာလိုအပ်တဲ့ပညာရေးစာရွက်စာတမ်းတွေအကုန်လုံး financial နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေအကုန်လုံးတင်ရပါတယ်။အရင်ဆုံးစုဆောင်းထားရပါတယ်။နှစ်ကကြတော့ကျောင်းက I-20 ဆိုတဲ့ဒီကျောင်းခွင့်ပြုချက်ရပြီဆိုရင်တန်ယုံမှာ DS160 တင်ရပါတယ်။ DS160 တင်တဲ့အချိန်မှာကိုယ့်ရဲ့ personal အချက်လက်တွေဖြည့်ရပါတယ်။ academic background အချက်လက်တွေဖြည့်ရပါတယ်။အလုပ်အကိုင် employment နဲ့ပတ်သက်တဲ့ background ဖြည့်ရပါတယ်။ပြီးရင် security ပေါ့နော်ဒီနိုင်ငံရေးလောက်တာ criminal record ရှိတာစတဲ့ဒီလုံခြုံရေးနဲ့ဆိုင်တဲ့မိကုန်းတွေကိုဖြည့်ရပါတယ်။ဒါကတန်ယုံကိုဖြည့်ရတာပါ။ဒီတန်ယုံကိုဖြည့်တဲ့အခါမှာ US ဒေါ်လာ185ဒေါ်လာသွင်းရပါတယ်ရှင်။နံပါတ်3တစ်ချက်ကတော့တန်ယုံဒီ USCIS ကို I-901 ဆိုတဲ့ USD 350သွင်းရပါတယ်ရှင်သွင်းတဲ့စာရွက်ကိုလည်းတင်ထားရပါတယ်နံပါတ်4တစ်ချက်ကတော့ interview appointment ယူရပါတယ်ကိုဖြည့်ခြင်းတဲ့နိုင်ငံပေါ်မှာမူတည်ပြီးတော့ interview appointment ယူရပါတယ် DS160 တင်တဲ့အချိန်ကနေစပြီးတော့ကိုဖြည့်ခြင်းတဲ့နိုင်ငံကနေပဲတင်ရတာပါပြီးတော့ appointment ယူရင်လည်းကိုဖြည့်ခြင်းတဲ့နိုင်ငံကနေယူပြီး appointment ယူရပါတယ်နံပါတ်5ကတော့ visa interview သွားဖြေရပါတယ်ဒါကတော့ကျောင်းသား visa ရဖို့အတွက်အချက်5ချက်လောက်ရမယ်အဆင့်လေးတွေပါရှင်